ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။တစ်ဖက်နိုင်ငံကိုထွက်သွားတဲ့စစ်သူနာကိုလိုက်သွားရကနေမထင်မှတ်ပဲကံကြမ္မာလေးပြောင်းကြောင့်လူဆိုးတွေနဲ့ပတ်သက်မိသွားတဲ့အခါဘာတွေဆက်ဖြစ်သွားကြမလဲ။သူရှာနေတဲ့စစ်သူကိုရှာတွေ့သွားနိုင်မလားဆိုတာကိုစိတ်ဝင်စားကြည့်ရှုရမယ်။ရှင်ဂျူကူ incident ဆိုတဲ့စကားလေးကို recap ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ဇလန်ကောင်းလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာမလို့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ဖို့နဲ့VPN ဖွင့်ပြီးကြည့်ပေးကြဖို့ကိုလည်းမြစ်တာရက်ခံပါတယ်။ဂျပန်နိုင်ငံရဲ့ကန်ချေတစ်ခုမှာစပိန်စီကင်းလက်နေတဲ့ရေအရာရှိတယောက်ဟာကန်ဆန်နာမှာပျက်စီးနေတဲ့သင်္ဘောတစ်စီးနဲ့တောင်ပြင်ပေါ်မှာတရားဝင်ရောက်လာတဲ့လူအုပ်ကြီးကိုမြင်တွေ့လိုက်ပါတယ်။လူအုပ်ထဲကလူဆိုတယောက်ကဓာတ်ကိုကိုင်းပြီးတိုက်ခိုက်ဖို့ပြေးလာတာကြောင့်အရာရှိလည်းတနက်ကိုထုတ်ဖို့ပြင်နေချိန်မှာအနောက်ကနေလူတယောက်ကတိုက်ခိုက်လာတာကြောင့်လဲကျသွားခဲ့တယ်။ချန်လို့ခေါ်တဲ့လူတယောက်ဟာအိမ်ကအဝတ်အစားနဲ့ဖနက်တို့ကိုခိုးယူကတိုကျိုမြို့ကိုသွားဖို့အတွက်ရထားလက်မှတ်သွားဝယ်ခဲ့တယ်။ဒါပေမဲ့သူကတရုတ်လူမျိုးတရားဖြစ်ပြီးဂျပန်စာကိုတလုံးမှနားမလဲတာကြောင့်အခက်တွေ့နေခဲ့တာပါ။အဲ့ဒါနဲ့ပဲချန်ကသူ့အရှိကလူတွေရဲ့လှုပ်တဲ့ပုံစံအတိုင်းလိုက်လုပ်ပြီးတိုကျိုမြို့ရှင်ဂျူကူရဲ့ကွက်ကိုထွက်လာခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့သတင်းတွေမှာ6လအတွင်းတရားမဝင်ရောက်လာတဲ့လူတွေအကြောင်းကိုကြီးညာနေခဲ့ပြီးဂျပန်စာကိုတလုံးမှနားမလဲတဲ့ချန်ကတော့ရှင်ဂျူကူမြေပုံကိုကြည့်ပြီးသူ့စီမရှိရဲ့လိပ်စာနေရာကိုရှာဖွေဖို့ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့လန်ဒန်နေရာရောက်မှပြည်တစားတွေကိုဖမ်းဆီးနေတဲ့ရဲတွေကိုမြင်တွေ့လိုက်ရတဲ့အတွက်ချန်လဲလမ်းဘေးတနေရာမှာဝင်ပုန်းနေခဲ့ရပါတယ်။တကယ်တော့ချန်ကတရုတ်နိုင်ငံအရှေ့ပိုင်းကရွာလေးတရွာမှာဘဝကိုအေးချမ်းစွာဖြတ်သန်းနေတဲ့လူတစ်ယောက်ပါ။တရက်မှာလက်မှာကြောက်ရောကအမတ်သားရှိသူတွေကဂျပန်နိုင်ငံကမိဘမဲ့ကလေးဆိုတဲ့သတင်းတစ်ခုကသူတို့ရွာမှာပြန်နှံလာခဲ့တယ်။အဲဒါကြောင့်အမယုရှိသူတွေကဂျပန်နိုင်ငံကိုတရားဝင်သွားရနေထိုင်နိုင်တာမလို့ချန်ရဲ့ချစ်သူဖြစ်တဲ့ယူကီတို့အတော်ကိုဂျပန်သွားဖို့ရွာသားတွေကဝိုင်းဝန်းပြောနေခဲ့ပါတယ်။ချန်ရဲ့ချစ်သူကဂျပန်ကိုအရန်သွားချင်နေရကြောင်းသွားခွင့်ပြုလိုက်ပေမဲ့ယူကီကဂျပန်ရောက်သွားတဲ့အခါအဆက်အသွယ်မလုပ်တော့တာပါ။ချန်ကဂျပန်မှာရှိနေတဲ့သူညီဂျေးထဲကနေတက်ဆင်ယူကီအကြောင်းတွေကိုစုံစမ်းနေခဲ့တာပါ။ယူကီရဲ့အတော်ဆုံးပါသွားပြီးကတည်းကသူတို့နဲ့အတူမနေတော့ကြောင်းဂျေးကပြောပြလိုက်ပါတယ်။အဲဒါကြောင့်မဲချန်ကချစ်သူဖြစ်သူကိုရှာဖို့ဂျပန်နိုင်ငံကိုတရားမဝင်ခိုးဝင်လာခဲ့တာပါ။ဂျေးကချန်တရားမဝင်အဖြစ်ဖမ်းခံလာရပြီးလို့ချင်းနေအောင်မှာတကားလာခောက်တာကြောင့်ဖွင့်ကြည့်လိုက်တဲ့အခါချန်ဖြစ်နေရပါ။တရားမဝင်ရောက်လာတဲ့တရုတ်လူမျိုးတွေဟာမနဲ့အစောကြီးထပြီးဂျပန်လူမျိုးတွေမလုပ်တဲ့ကြုံရကြပန်လုပ်တွေနဲ့လုံအားခကောင်းမွန်ဖြတ်တဲ့အလုပ်တွေမှာဝင်ရောက်လုပ်ကိုင်နေကြတာပါ။ဒီလိုနဲ့ချန်တို့ဖွဲ့လဲအမိုက်ပုံတစ်ခုမှာအလုံးဝင်လုံးနေကြပြီးအချို့ကအလုံးလုံးရင်အမိုက်ထဲမှာပါလာတဲ့တမိုးကြီးအရာချို့ကိုရှာဖွေကြပါတယ်။ယာကူဇာဌာနချုပ်မှာဂိုင်းကောင်းဆောင်ရဲ့စာပနာကြောင့်တနိုင်ငံလုံးမှာရှိတဲ့ယာကူဇာကောင်းဆောင်တွေတက်ရောက်လာတာမလို့လုံချုံရီကိုတင်ကျက်ထားပါတယ်။ဂိုင်းကိုဦးဆောင်သူတေဆုံးသွားတာမလို့သူနေရာကိုဆက်ခံဖို့မဲပေးရွေးချယ်ကြရာတာရိုကနာမည်မူရာနီချီက9မဲနဲ့အနိုင်ရရှိကဂိုင်းကောင်းဆောင်အသစ်ဖြစ်သွားပါတယ်။တိုကျိုမြို့ရဲ့နေရာတစ်ခုမှာရဲရရှိကီတာနိုကတရားမဝင်လာတဲ့လူတွေကိုဖမ်းဖို့ရလာခဲ့တယ်။ဂျပန်လူမျိုးတွေကအောက်ခြေသိမ်းညစ်ပတ်တဲ့အလုပ်တွေကိုမလုပ်ချင်ပေမဲ့အဲ့ဒီအလုပ်တွေကိုလုပ်နေတဲ့တရားမဝင်ဝင်ရောက်လာသူတွေကိုလည်းမကြိုက်တာကြောင့်ရဲတွေကိုတိုင်ကြားခဲ့တာပါ။ဒီလိုနဲ့မေလိုက်ပလိုင်အတွင်းကအမိုက်တွေကိုရှင်းလင်းနေတဲ့တရားဝင်နေထိုင်သူတွေကိုဖမ်းဖို့ရရှိကီတာနိုနဲ့အဖွဲ့တွေရောက်လာတာကြောင့်အလုံးထပ်ပြေးကြရပါတယ်။ဒါပေမဲ့နှစ်ဖက်ပိတ်ဖမ်းတာကြောင့်ဘာမှမတန်နိုင်ပဲအလုံးအဖမ်းခံလာရတာပါ။ရရှိကီတာနိုကချန်ကိုတရက်လောက်အခဘလောက်ရလဲမိတဲ့အခါရန်8000မရကြောင်းဖိလိုက်တာမလို့လောက်အခခေါင်းပုံဖြတ်ခံထားရမှန်းသိသွားပြီးအံ့ဩသွားခဲ့ပါတယ်။အဲဒီချိန်မှာပဲရဲအချို့ကလက်ထိတ်ခတ်ခံပြီးအတင်းဖမ်းနေရကြောင်းအလုံးရုံရင်ဆန်ခတ်ဖြစ်ကချန်တို့လည်းရဲတွေလက်ကနေလွတ်အောင်ထွက်ပြေးသွားကြပါတယ်။ချန်တို့နောက်ကိုရရှိကီတာနိုလိုက်လာခဲ့ပြီးတနေရာရောက်မှခြေချော်ကမြောင်းထိပ်ပြုတ်ကျသွားတာမလို့ချန်ကပဲကဲဆဲပေးပြီးထွက်ပြေးသွားခဲ့ပါတယ်။နောက်တရက်တူကျူမြေရဲ့စီတခုမှာချန်တို့နဲ့အတူနေသူတယောက်ကပစ္စည်းအသေးစားတွေကနေခေါင်းရိုက်တဲ့အိတ်တွေအစုံအကုန်ခိုးယူနေရကိုချန်တယောက်အအားသင်းစွာလိုက်ကြည့်နေခဲ့ပါတယ်။ခိုးလာတဲ့ပစ္စည်းတွေကိုတခိုးစိတ်ကွက်ကြီးတစ်ခုမှပြန်သွင်းပြီးနာမည်ကြီး brand တွေဖြစ်တဲ့ LV, Gucci အစရှိတဲ့တမိုးကြီးပစ္စည်းတွေဆိုရင်ဈေးပွန်ရကြောင်းချန်ကိုရှင်းပြလိုက်ပါတယ်။တရားမဝင်ခိုးဝင်လာသူတွေကလိန်နီးမျိုးစုံနဲ့ပစံကိုရှာဖွေနေကြပေမဲ့ချန်ကတော့ရိုးသားတဲ့အလုပ်တွေနဲ့ပဲပစံကိုရှာချင်ခဲ့တာပါ။တရက်မှာပကံစည်းနေတဲ့ချန်နာကိုလီလီဆိုတဲ့ကောင်မလေးတယောက်ရောက်လာပြီးလူအသက်လားလို့မိကပစံအချို့ပေးသွားပါတယ်။အဲဒီနောက်လီလီကအယံမူးနဲ့ဂျပန်ဖိုးကြီးနဲ့ထွက်သွားပြီးလန်ဒန်နေရာရောက်မှလူမိုက်အချို့ကနှောက်ယှက်နေရကြောင်း
ချန်ကဝင်ရောက်ကူညီပေးခဲ့ပါတယ်။အဲဒါကြောင့်လီလီလည်းကျေးဇူးတင်ကပတ်စံတွေထပ်ပေးခဲ့ပေမဲ့ချန်ကအကုန်လုံးကိုပြန်ပေးခဲ့တာပါ။ဒါကြောင့်လီလီကသူနဲ့အတူတူရက်တော့ဖို့ဖိတ်ခေါ်လိုက်ပြီးသူ့ရဲ့အကြောင်းတွေကိုပြောပြလိုက်ပါတယ်။တကယ်တော့လီလီကစားတောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီးတရုတ်ကလာတဲ့ចောင်းသားလူငယ်တွေကိုအလုပ်ပေးကအကူအညီပေးနေခဲ့တာပါ။တညမှာတိုကျိုမြို့ကထိုင်ဝမ်လူမဲ့ကောင်းဆောင်ဂါဝိုပိုင်နဲ့ဘာကိုယာကူဇာကောင်းဆောင်အကူချီတို့ရောက်လာခဲ့ပါတယ်။ဒီလူတွေကရှင်ဂျူကူမှာရက်ဆက်ဆုံးလူဆိုတွေဖြစ်ကြောင်းဂျေးကချန်ကိုရှင်ပြနေတဲ့အချိန်မှာချစ်သူဖြစ်သူယူကီကိုအကူချီနာမှာမြင်တွေ့လိုက်ရတယ်။အဲဒါကြောင့်သူတို့အပြင်ကိုပြန်ထွက်လာမယ့်အချိန်ကိုဆောင်ကယူကီအနာကိုသွားဖို့ပြင်လိုက်ပေမဲ့အန်ဒီရဲ့များတာကြောင့်ချန်ကိုဂျေးကကြားလိုက်ပါတယ်။ယူကီကလည်းချန်ကိုမြင်တွေ့လိုက်ပေမဲ့မတိချင်အောင်ဆောင်ပြီးထွက်သွားတာကြောင့်ချန်တယောက်စိတ်နာသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းချန်တို့ကိုသတိထားမိသွားတဲ့အကူချီကယူကီကိုသူတို့ကဘယ်သူတွေလဲလို့မေးလိုက်တာကြောင့်ယူကီကရွာကတငယ်ချင်းတွေပါလို့လိန်ပြောလိုက်ပါတယ်။ချန်ကလန်ခီမှာအထောက်ထားရီပြုတ်ကျကြမ်းခဲ့တာမလို့တရုတ်နိုင်ငံကိုလည်းပြန်မရနိုင်တော့ပဲ။ဂျပန်နိုင်ငံမှာပဲတောင့်တင်းနေပါပြီ။ဒါကြောင့်ဂျပန်နိုင်ငံမှာပဲပတ်စံရအောင်ရှာပြီးဂျပန်နိုင်ငံသားတယောက်ဖြစ်အောင်ကြိုးစားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တရရောက်တဲ့အခါချန်တယောက်တရုတ်တန်းကလူဆိုတိုင်းပိုထန်းတရားဝင်ဖုန်းစိတ်ကက်တွေကိုအများပြဝေယူကပြန်လဲရောင်းချခဲ့ပါတယ်။အိမ်နောက်ခီသွားဟန်ဆောင်ကအကျွေးဝယ်ကအတူတွေနဲ့တမိုးကြီးပစ္စည်းတွေကိုဝယ်ယူပြီးပြန်ရောင်းစားကငွေအများများကိုရှာဖွေနိုင်ခဲ့ပါတယ်။လူဆိုးတိုင်ဘူးရဲ့အကြမ်းနဲ့ချန်လဲဂိမ်းဆက်တွေကနေလိမ့်လဲဖို့ပစ္စည်းတစ်ခုကိုဝယ်ယူလိုက်ကြပါတယ်။ဒီလိုနဲ့ဂိမ်းဆက်ကရတဲ့ပတ်စံတွေအကျွေးဝယ်ကက်တွေနဲ့လုပ်လို့ရတဲ့ပတ်စံတွေကြောင့်ချန်တို့ပြေးလဲလာခဲ့ပြီးဂျေးလိုချင်းနဲ့ရဲ့တစ်အဲဒီလဲလေးကိုဝယ်ပေးနိုင်ခဲ့ပါတယ်။တညမှာတစ်အဲဒီရောင်းနေတဲ့ဂျေးကသူ့သဘောကျနေတဲ့ကမလေးကိုညှက်လဲပြပြီးတော်ကီချုံနေတဲ့အချိန်မှာကမလေးရဲ့အဖေမြင်တွေ့သွားပါတယ်။အဲဒီခါဂျေးကတရုတ်လူမျိုးချင်းချင်းမလို့တစ်အဲဒီကိုလက်ဆောင်ပေးလိုက်ပေမဲ့ကမလေးရဲ့အဖေကဂျေးကိုဆိုင်ထဲခေါ်သွားပြီးယာကူဇာကောင်တွေနဲ့ရိုက်ပြီးဆုံးမခိုင်းလိုက်ပါတယ်။ဂျေးတယောက်သွေးတွေနဲ့အိမ်ပြန်ရောက်လာတဲ့အခါအကြောင်းစုံကိုတည်သွားတဲ့ချန်ကလှဲကိုပြန်ယူဖို့ထွက်လာခဲ့တယ်။တရုတ်လူမျိုးအန်ကယ်တန်ဆိုတဲ့သူကယာကူဇာထောက်ပံ့ရရှိထားတာပါ။ချန်ကအခုဖြစ်ခဲ့တာတွေအတွက်ဂျေးကိုတောင်းပန်ဖို့ပြောလိုက်ပေမဲ့မတောင်းပန်တဲ့ပြင်ချန်ကိုပါမချေမငံပြောပြီးရောင်းရင်ဆန်ခတ်ဖြစ်နေချိန်မှာချန်ရဲ့လူတွေရောက်လာပြီးဆိုင်ထဲကိုဝင်ကစိတ်ကြိုက်တောင်းကျမ်းခဲ့ပါတယ်။အဲဒီအချိန်ဂျပန်ရဲတွေရောက်လာတာမလို့ချန်တို့လည်းလှဲကိုယူကထပ်ပြေးကြပြီးအရာရှိဂီတာနိုကသူ့အသက်ကိုကယ်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောကချန်တို့ကိုလွတ်ပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းထိုင်ဝမ်ကိုင်းကောင်းဆောင်ကာဝိုတယောက်ကသူကိန်းဆိုင်မှာချန်တို့အကြံဖန်လုပ်ထားတာကိုသိသွားပြီးလှုပ်တဲ့ကောင်ကိုဖမ်းဖို့ထောင်ချောက်ဆင်လိုက်ပါတယ်။တရက်မှာကြီးတယောက်ကာဝိုရဲ့ဂိမ်းဆိုင်ရှိမှာလှဲလေးနဲ့တအဲတီရောင်းနေခဲ့ပါတယ်။အဲဒီအချိန်မှာတိုင်းလို့ခေါ်တဲ့သူကအင်းနာသွားချင်တဲ့အတွက်ဂိမ်းဆက်နေရာမှာခဏထိုင်ပေးဖို့ဂျေးကိုအကူအညီတောင်းလိုက်ပါတယ်။တကယ်တော့အဲဒီဆန်နီယာကချန်တို့အကြံဖန်လုပ်ထားတဲ့ဆက်ဖြစ်ပြီးဂျေးရောက်သွားတဲ့အခါကာဝိုတို့ရောက်လာခဲ့ပြီးဖန်ခေါ်သွားခဲ့ပါတယ်။ဂျေးဖန်ခံလိုက်ရတာကိုမြင်လိုက်ရတဲ့တိုင်လေချန်တို့စီအပြေးသွားကကိစ္စရီကုံလုံးကိုရှင်းပြလိုက်တယ်။တစ်ဖက်မှာလည်းလူစုကောင်းဆောင်ကာဝိုကတီချင်နာရီမေးမြန်းနေပေမဲ့ကြောက်ပြီးဘာမှပြန်မပြောနိုင်ဖြစ်နေတဲ့ဂျေးကိုစိတ်မရှိတော့ဘဲညနာကိုဓာတ်နေလီကညာဘက်လက်ကိုဖျက်ပစ်လိုက်တယ်။အဲဒီအချိန်မှာချန်တို့ရောက်လာခဲ့ပေမဲ့တစ်ဖက်ကလူမိုက်ကိုင်းသားတွေဖြစ်နေရကြောင့်ချန်တို့လည်းဘာမှမတတ်နိုင်ပဲဂျေးကိုခေါ်ပြီးထွက်လာခဲ့ကြတယ်။ညီဖြစ်သူရဲ့အဖြစ်အပျက်ကိုချန်တယောက်မကြည်မနှက်ဖြစ်ကလက်စားချီဖို့အတွက်မနက်စောစောတရားထဲထွက်လာခဲ့ပြီးကာဝီရဲ့ဆိုင်ထဲကိုခိုးဝင်ခဲ့တယ်။အဲဒီအချိန်ဆိုင်ထဲကိုလူဝင်လာတာကြောင့်ချန်တရားပုံနေခဲ့ပြီးဆိုင်ထဲမှာအကူချီရဲ့ပြိုင်ဘက်ကိုင်းကလူနဲ့ကာဝိုတို့စကားပြောနေရကိုမြင်တွေ့လိုက်တယ်။အကူချီကိုလှုပ်ကြမ်းပြီးရင်ကာဝိုကရှင်ဂျူကူနဲ့တူတူမျိုးမှာအင်အားကြီးရဲ့လူတရားဖြစ်လာမှာမလို့ကာဝိုလည်းအဲ့ဒီအကြံစီကိုလိုက်ခံလိုက်တယ်။အဲဒီနောက်ကလပ်ထဲကိုအကူချီတို့ရောက်လာခဲ့ပြီးအမျက်ငွေကိုတက်နေတဲ့အချိန်အရှိတတဲမှာကာဝိုလာထိုင်တာကြောင့်အကူချီတယောက်အခြေအနေတွေကိုရိပ်မိသွားတယ်။အဲဒီအချိန်ကိုဝါစတင်တိုက်ခိုက်တဲ့အချိန်မှာအကူချီရှောင်ထွက်နိုင်ခဲ့ပြီးအခြေအနေတွေဝယုံသုံးကားဖြစ်သွားရင်ပုံနေတဲ့ချန်အနာကိုရောက်သွားခဲ့ပါတယ်။အကူချီကိုကာဝိုကဓာဖြင့်လှန်ခုန်လိုက်တဲ့ချိန်ချန်ကသူ့မှာပါလာတဲ့ဓာနဲ့ခုခံလိုက်တာကြောင့်ကာဝိုရဲ့လက်တစ်ဖက်ပြတ်သွားခဲ့တယ်။အဲဒီနောက်ချန်လည်းအကူချီကိုကာဝိုရဲ့လူတွေလက်ထဲကနေကလက်အပြင်ကိုထွက်လာခဲ့ပြီးအကူချီကကျေးဇူးတင်တဲ့အနေနဲ့ပတ်စံတွေပေးလိုက်ပေမဲ့ချန်ကညှင်းခဲ့ပါတယ်။ဒီလိုနဲ့အကူချီကချန်ကိုသူ့အိမ်ကိုခေါ်လာခဲ့ပြီးယူကီတယောက်ချန်ကိုမြင်လိုက်ရတဲ့အခါလန့်သွားပါတယ်။အကူချီကမင်းတငယ်ချင်းကငါ့အသက်ကိုကယ်ခဲ့တာလို့ပြောလိုက်တဲ့အခါမှာယူကီလည်းဟမ်မပြန်နေလိုက်ပါတယ်
အိမ်နောက်အကူချီကသူစီမှာအလုံးလုံးမဲဆိုရင်လိုတလောက်ငွေထုတ်ပေးမယ်လို့ပြောလိုက်တဲ့အခါချန်ကညင်လိုက်ပြီးထွက်သွားခဲ့ပါတယ်။နောက်ရရောက်တဲ့အခါချန်တို့နေခဲ့နေရာကိုအကူချီကိုယ်တိုင်ရောက်လာခဲ့ပြီးခိုင်ကောင်းဆောင်ကြီးမာရာချီနီနဲ့ခေါင်းဆောင်တူကာတို့ကိုလှုပ်ချန်ပေးမယ်ဆိုရင်ချက်လိုချင်တာတွေအကုန်ပေးမယ်လို့ပြောလိုက်တယ်။အဲဒီအခါချန်ကတရားမဝင်ဖြစ်နေတဲ့သူလူတွေကိုတရားဝင်နေထိုင်နိုင်တဲ့လူတွေဖြစ်အောင်လုပ်ခိုင်းပြီးထိုင်ဝမ်လူဆိုးတွေကြီးစွန်းနေတဲ့နေရာတွေကိုပေးဖို့တောင်းဆိုလိုက်တဲ့အခါအကူချီလည်းသဘောတူလိုက်တယ်။ဒီလိုနဲ့နောက်တစ်ရက်မှာချန်တယောက်ခိုင်ကောင်းဆောင်မူရာနီချီကိုဓာတ်နဲ့ထိုးပြီးလှုပ်ချန်လိုက်တဲ့အခါနှစ်ဖက်ခိုင်းသားတွေမကြည်မနှက်ဖြစ်လာကြပြီးလမ်းမပေါ်မှာတစ်ဖက်နဲ့တစ်ဖက်လူသက်ပွဲကြီးစတင်လာခဲ့ပါတယ်။ဥပဒေမနဲ့ဆိုတပ်ဖြတ်နေတဲ့ဂိုင်းတစ်ခုရဲ့ရံပွဲကိုအဆုံးသတ်ဖို့ဂျပန်ရဲတွေစူးစမ်းနေတဲ့အချိန်မှာတစ်ဖက်ဂိုင်းကောင်းဆောင်တို့ကိုချန်ကတနက်နေ့ပြစ်တက်လိုက်တာကြောင့်အချင်းဒီအားလုံးကခဏငြိမ်သက်သွားပါတယ်။လူသက်ပွဲတွေကြောင့်ရှင်ကျူကူမျိုးကြီးကတိတ်ဆိတ်သွားခဲ့ပြီးအရင်ကဂိုင်းကောင်းဆောင်ကြီးတွေကအားလုံးကိုခေါ်ကစူပူချိန်မောက်နေခဲ့ပါတယ်။အိန္ဒိယကိုအရာရှိကီတာနိုရောက်လာပြီးစောင့်ကြည့်နေတဲ့အချိန်မှာအကူချီအနာမှာချန်ကိုမြင်တွေ့လိုက်ရပြီးအံ့ဩသွားခဲ့ပါတယ်။အဲဒီနောက်ပေးထားတဲ့ကတိအတိုင်းလှုပ်ဆောင်နိုင်တာကြောင့်ချန်ကိုထိုင်ဝမ်လူဆိုးကိုင်းတွေကြီးစိုးနေတဲ့နေရာတွေကိုပေးလိုက်ပါတယ်။ဒီအခြေအနေတွေကိုမကြည်မနှက်ဖြစ်နေသူကတော့အကူချီရဲ့လက်အောက်ကနာကာချီမာပဲဖြစ်ပါတယ်။နာကာချီမာကတရုတ်လူမျိုးတွေကိုမုန်းတီးပြီးနှိမ်ချဆက်ဆံလေးရှိကသူ့ရဲ့ကောင်းဆောင်အကူချီကလည်းတရုတ်လူမျိုးမိမကိုယူထားတာကြောင့်မကြည်မနှက်ဖြစ်နေရပါ။တညမှာချန်စီကိုအရာရှိကီတာနိုရောက်လာခဲ့ပြီးတရားဝင်နေထိုင်နေပြီလားလို့မိလိုက်တာကြောင့်ချန်က ID ကတ်ထုတ်ပြလိုက်ပါတယ်။အဲဒီခါအရင်လိုပဲလူကောင်းတယောက်လိုပဲနေဖို့ပြောပြီးမတင်ငါဆရာတခုခုတွေ့ပါကသူကိုယ်တိုင်လာဖမ်းမှဖြစ်ကြောင်းပြောကထွက်သွားခဲ့ပါတယ်။ချန်ကတော့အေးစေးပဲနေချင်တာမို့ယာကူစာရီစီကရလာတဲ့လုပ်ငန်းတွေကိုစိတ်ဝင်စားပြီးလေထွန်ဆက်ဂရင်ကာစတာတွေကိုရောင်းတဲ့အယောင်ပြခန်းတစ်ခုကိုဖွင့်လှစ်ခဲ့ပြီးလီလီနဲ့လည်းအဆင်ပြေလာခဲ့ပါတယ်။တစ်ဖက်မှာလည်းဖိနှိပ်ခံရတဲ့အခြေအနေကနေအမြင့်ကိုရောက်သွားတဲ့အတွက်ချန်ရဲ့တငယ်ချင်းတွေကချန်ပိုင်နဲ့ရှင်ကျူကူမှာအထင်ကွက်မဲ့ဆေးရှိတိုင်းတောင်းချန်ကမူရစ်ဆေးတွေကိုပေါ်တင်အောင်ချလာခဲ့ပါတယ်။ဈေးကလည်းအရင်လိုမဟုတ်တော့ပဲရိုင်းဆန့်လာခဲ့ကဈေးရောက်နေတဲ့အန်ကယ်တက်ရဲ့သမီးကထိကပါရီပါသွားလို့တာကြောင့်ကမလီရဲ့ရီစာနဲ့စကားများပြီးလူတွေရှိမှပဲကမလီရဲ့ရီစာကိုရိုက်နှက်ခဲ့ပါတယ်။အဲ့ဒီသတင်းတွေကယာကူစာကိုင်းကောင်းဆောင်ကြီးတွေထိပါရောက်သွားပြီးတရုတ်တွေစိတ်ထင်တိုင်းတောင်းချက်နေရကိုထိန်ဖို့အတွက်အကူချီကိုပြောလိုက်ပေမယ့်ကီယူမဆိုင်တလို့လုံးနေရကြောင့်အကူချီကိုပါတက်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒီကိစ္စမှာဒုက္ခရဲ့သားပြင်တရုတ်တွေကြီးစွနေရကိုသဘောမကျတဲ့နာကာချီမာရဲ့အဖွဲ့တွေပါပါဝင်လာခဲ့ပါတယ်။တရက်ချန်စီကိုအရာရှိကီတာနိုရောက်လာခဲ့ပြီးဂျင်းနဲ့အပေါင်းပါတွေကရှင်ကျူကူမှာဆေးရှိတိုင်းတောင်းချက်နေပြီးမူရစ်ဆေးတွေကိုလည်းပေါ်ပေါ်တင်တင်ရောင်းနေကြောင်းပြောပြလိုက်ပါတယ်။အဲဒီခါမှာချန်လည်းကိစ္စအလုံးကိုဖြေရှင်းဖို့ရှင်ကျူကူမှာရှိတဲ့ကလပ်စီကိုပြန်လာကြည့်တဲ့အခါညီဖြစ်သူကြီးကအကူချီတို့ပူပေါင်းနေရကိုမြင်တွေ့လိုက်ပါတယ်။နောက်ရက်မှာလီလီကဒီကိစ္စတွေအလုံးကိုထားခဲ့ပြီးသူမနဲ့အတူတူဘရာဇီကိုထွက်သွားဖို့ပြောလိုက်ပေမဲ့ချန်ကသူ့ရဲ့ညီကိုတွေကိုထားခဲ့ပြီးမသွားနိုင်ဘူးလို့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာအရာရှိကီတာနိုရောက်လာခဲ့ပြီးချန်ကယာကူစာခိုင်းကောင်းဆောင်နေဖြစ်တဲ့မိုရာနီချီနဲ့တူကာတို့ကိုသူတက်လိုက်တာဖြစ်ကြောင်းဝန်ခံလိုက်တယ်။အဲဒီအခါချန်ကိုလီလီတားလိုက်ပေမဲ့ချန်ကညီကိုတွေကိုထားခဲ့ကတယောက်တည်းကိုလိုယုံပြီးမထွက်သွားနိုင်ဘူးလို့ပြောလိုက်တာကြောင့်လီလီကချန်ကိုပါရိုက်ပြီးအဲ့ဒီနေရာကနေထွက်သွားခဲ့ပါတယ်။ညရောက်တဲ့အခါတောင်းချက်နေတဲ့တရုတ်တွေကိုရှင်းထုတ်ဖို့ထိုင်ဝမ်လူဆိုကာဝိုနဲ့နာကာချီမာတို့ပူပေါင်းလိုက်ကြပြီးဂျေတို့ကိုတိုက်ခိုက်ဖို့အတွက်ထွက်လာခဲ့ကြပါတယ်။ချန်လည်းရဲရရှိကီတာနိုနဲ့အတူသူ့လူတွေရှိတဲ့နေရာကိုရောက်လာခဲ့ကချန်ကမင်းတို့လုပ်ရက်တွေအားလုံးကိုရဲတွေကသိနေရလို့ပြောလိုက်တဲ့အခါအထင်ကွယ်မဲ့နေတဲ့ကြီးကမင်းကရဲတွေနဲ့ပူပေါင်းနေရလားလို့မေးလိုက်ပါတယ်။အိမ်နောက်ကြီးတို့ကချန်ပြောတာကိုနားမထောင်မဲအရာရှိကီတာနိုကိုတက်ဖို့လုပ်နေရကြောင်းအခြေအနေတွေအလုံးရှုပ်ထွေးကုန်ပါတယ်။လူတယောက်ကဓာတ်ကိုထုတ်လိုက်ပြီးချန်ကိုဓာတ်နဲ့ထိုးကကီတာနိုကိုလည်းချန်နဲ့တူလက်စားဖြောက်ဖို့ကြံစီပါတော့တယ်။အဲ့ဒီအချိန်ချန်နိုနေရာကိုဂဲရီဝင်လာခဲ့ပြီးအပြင်မှာယာကူစာလူအုပ်ကြီးရောက်နေမှန်းသိသွားခဲ့တယ်။ယာကူစာရီနဲ့တရုတ်တွေသူ့သေးကိုသေးတိုက်ခိုက်နေကြပြီးချန်ရဲ့ညီဂျေဟာလည်းယာကူစာရီရဲ့လက်ချက်ကြောင့်တည်ဆုံသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းအခြေအနေမကောင်းတာကြောင့်ထွက်ပြေးဖို့လုပ်နေတဲ့အကူချီကိုနာကာချီမာကတနက်နေ့ပြလိုက်တာကြောင့်တိမလို့ဖြစ်နေတဲ့အချိန်မှာချန်ကိုယာကူစာကိုင်းရဲ့အချက်လက်တွေကိုပေးခဲ့ပါတယ်။အရာရှိကီတာနိုကဖုန်းဆက်ကအကူကြီးတောင်းလိုက်ပြီးချန်နဲ့အတူအခြားတနေရာကထွက်ပြေးသွားခဲ့ပါတယ်။အဲဒီနောက်ချန်ကယူကီစီဖုန်းဆက်ကအကူချီသေးသွားပြီးမလို့သူနဲ့အတူတူထွက်ပြေးဖို့ရထားဘူတာမှာချိန်လိုက်ပေမယ့်ယာကူစာကိုင်းသားတွေတည်သွားပြီးချန်ကိုတက်ဖို့လိုက်လာခဲ့တယ်။ချန်ကရဲအရာရှိကီတာနိုကို
ယူကီကိုကယ်ပေးဖို့ကူညီတောင်းကရထားဘူတာကိုရောက်လာခဲ့ပေမယ့်ယာကူစာရီကြိုရောက်နေရမလို့ချန်လဲအသက်အန္တရာယ်ကနေလွတ်အောင်တိုက်ခိုက်ရပါတယ်ဒီလိုနဲ့ရဲရီရောက်လာတဲ့အချိန်မှာချန်နဲ့နာကာချီမာတို့တိုက်ခိုက်နေရင်ချန်တယောက်တနက်ထိမှန်သွားခဲ့ပါတယ်ယာကူစာကိုင်းသားတွေရဲရီရဲ့ဖန်စီချန်ခံရပြီးတဲ့နောက်ချန်ကိုမတွေ့ရကြောင်းအရာရှိဂီတာနိုကတချိန်ကချန်ကိုတွေ့ခဲ့တဲ့ရေစုံများထဲကိုလိုက်လာခဲ့ပါတယ်အထဲမှာတော့ချန်တယောက်တနက်တရားကြောင့်အတန်ငင်နေပြီးအရာရှိဂီတာနိုရောက်တဲ့အခါယာကူစာရီရဲ့အချက်လက်တွေကိုပေးပြီးတေဆုံးသွားကဇက်လန်လေးလည်းပြီးဆုံးသွားခဲ့ပါတယ်